အခုနောက်ပိုင်းလှုပ်ချလိုက်တဲ့အရာတွေထဲမှာလူတွေလည်းပါတယ်ကိုယ်ကိုလေးလံစေတယ်စိတ်ပင်ပန်းစေတယ်ဆိုရင်လှုပ်ချပြလိုက်တာပဲအရင်လိုကောင်းကွက်တွေကိုရှာတွေးဖြည့်တွေးပေးပြီးလဲဆက်မဆွဲထားဖြစ်တော့ခွင့်လွတ်ပြီးတီးခန့်လေးဝန်နာခြင်းရလိမ့်ပဲဘဝမှာလူတချို့ကိုခါခွင့်လွတ်ပြီးတီးခန့်ကြည့်ခဲ့ဘူးတယ်ကိုယ်ရဲ့ခဏခဏနာကျင်ခဲ့ရတယ်ဒီတော့ခန္ဓာရည်တွေကကုံဆုံးခဲ့တယ်ဒီလိုနဲ့တချို့လက်တွေကိုဆက်မဆွဲဖြစ်တော့ပုံဝန်းကျင်မှာလေငားလေးမှမရရင်တော့ရေချိုးပြန်အောင်မယ်ဆိုတဲ့လူတွေနဲ့ကြီးအတွေ့အများခဲ့တယ်လူပေါ်လူညွန့်ကလေးခူးလိုက်ရမှနည်းနည်းလေးတော့အသာစီးလေးရလိုက်ရမှဆိုရဲအာမနာတဲ့လူတွေအများကြီးနဲ့ပဲကြုံခဲ့ရတယ်ချစ်တဲ့ခင်တယ်ဆိုတာအားကိုးခြင်းလို့ဆိုရင်ရသေးတယ်ဒုက္ခပေးတယ်လို့ဖြစ်သွားလောက်တဲ့အထိတော့အာမကိုးစေချင်တာအမှန်ပါပဲတချို့ကိုညီမှုဆိုတာတွေရဲ့နောက်မှာကိုယ့်အတွက်ဝန်တော့ဝန်ပိုးတွေအများကြီးပါလာခဲ့တာတွေကိုကြုံခဲ့ရတော့အကူညီဆိုတာတွေတော့ခက်လန့်လန့်ဖြစ်လာခဲ့ပါပြီဒါကြောင့်ပဲအခုနောက်ပိုင်းလူတွေကြားထဲမှာနေပြီးလူတွေနဲ့မပြောတဲ့ယောဂဟာရလာတယ်ကိုယ်တိုင်ကလည်းအပေါင်းအသင်းမိတ်ဆွေချစ်သူခင်သူဆိုတာတွေကိုတခါတလေမှအကူအညီအတွက်မျှော်လင့်အားကိုးမိတတ်ပေမဲ့သူတို့ဝန်ပိစေတာမျိုးတွေတော့ရှောင်ခဲ့တယ်အားနာတတ်တဲ့အကျင့်ကြောင့်လည်းပါပါတယ်အပေါင်းအသင်းအတိမိတ်ဆွေချစ်ရခင်ရသူတွေဆိုတာတဦးကိုတဦးကူညီဖေးမပေးတာကောင်းတယ်တဦးကိုတဦးဝန်ပိစေတာမျိုးတော့မဖြစ်သင့်ဘူးမဟုတ်လားမပြောရတဲ့အခိုက်အတန့်ဆိုတာရဲမှာလူတချို့လည်းပါတယ်တခါတလေစိတ်ကုန်တယ်တခါလေမပတ်သက်ချင်တော့ဘူးဒါပေမဲ့လည်းလူရင်ချင်းမှုကရှိပါသေးတယ်ဗျာပြုံးတက်လာတယ်ကောင်းကောင်းကြီးပြုံးတက်လာတယ်အပြုံးမပြတ်ဆက်ဆံရင်လူတချို့ရင်ဘတ်ထဲကထုတ်ပစ်လိုက်ခဲ့တာကြာပါပြီ